လောကမှာလူဖြစ်တဲ့အချိန်ဟာအခွင့်ကောင်းမယ်နော်မမေ့ကြနဲ့လူဘဝရတဲ့အချိန်မှာဟိုကိစ္စဒီကိစ္စမအားသေးဘူးဆိုပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့မနေကြလူဘဝဟာကုသိုလ်လုပ်ဖို့ရအခွင့်ကောင်းကြီးလို့ဒီလိုပြောအခွင့်ကောင်းကြီးဆိုတာပဲကြမှာသိတော့ဆိုရင်တိတ်တာဖြစ်တဲ့အခါငရဲကြတဲ့အခါကျပူသိလာနတ်ပြည်ရောက်တဲ့အခါသိလာလူဘဝဟာတကယ်ကိုကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်ကောင်းအခွင့်သာဆုံးဘုံဌာနပဲဖြစ်ဣဒမေဝကမ္မဘူမိလူဘဝကုသိုလ်ကံလုပ်ဖို့ရတဲ့အကောင်းဆုံးနေရာဖြစ်တယ်ပါရမီတွေစီကူအထောက်ဖို့အကောင်းဆုံးနေရာအသိပညာတတ်ပညာတွေဓမ္မနဲ့ပတ်သက်တဲ့ပညာတွေရရှိဖို့အကောင်းဆုံးနေရာအဲ့ဒီအကောင်းဆုံးနေရာတန်ဖိုးမရှိတဲ့စီးစိမ်ဥစ္စာ